Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငိမ့်က Android ကိုသွားပြီးတော့ညီမလေးတွေဖုန်းတစ်လုံးသွားရပြီးမှာပဲဖြစ်ပါတယ်။မိပတ်စံတော့မဟုတ်ပါဘူး။အမေတို့ပတ်စံနေပါဆိုတော့အရင်ဆုံး Android ကိုရောက်ပြီးဆိုတော့ကပတ်ကနေပြီးတော့ဝင်လိုက်ပါတယ်။ဆိုင်ရောက်ပြီးဆိုတာနဲ့ဘယ်ဖုန်းယူမလဲဆိုတာလေးကိုလည်းတစ်ချက်ကြည့်ဖြစ်ခဲ့ပါတယ်။ဆိုတော့ဟိုဖုန်းတွေရောဒီဖုန်းတွေရောအဆုံးတစ်ချက်ကြည့်ဖြစ်ခဲ့ပါတယ်ပေါ့နော်။ပြရနဲ့ဖုန်းလေးတွေလည်းချက်ဘလို့နေထားရှိလဲဆိုတာလည်းစမ်းကြည့်ခဲ့တယ်ကင်မရာတွေလည်းစမ်းကြည့်ခဲ့ရပေါ့နော် safety series တွေမှာစရနေဖြစ်တဲ့ဒီလိုမျိုးပုံစံကင်မရာရိုက်တာလေးကိုပေါ့နော်တော်တော်လေးသဘောကျပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့50 series တွေကပဲဖြစ်ခဲ့လိုက်ပါတယ်ဒါလေးကတော့ဆိုင်ရနေထားသေးပါ Android ဆိုတဲ့အတိုင်းပဲငင်းကတော့ Android မှာဆိုရင်တော်တော်လေးသဘောကျရပေါ့နော်သူ့ရဲ့နေရာထိုင်နေပုံစံတွေရောအကုန်လုံးပေါ့နော်အရန်ဟိုမှာသဘောကျတော့အဲ့ဒီဆိုင်လေးကိုတွားပြီးတော့ပဲဖြစ်ခဲ့ပါတယ်ဒါကတော့ပေါ်ထုတ်ကိုတွားပြီးတော့ဖုန်းမှာလှုပ်ရှားရှာပြီးလုပ်ပြီးတော့ coffee တောက်ပါညာတော့လုံးလို့ပေါ်တက်ကိုတက်နေရပါငင်း Android ကိုကြားရခြင်းရွေးချက်ကဒီလိုမျိုးပေါ့နော်နေရာထိုင်ခုံတွေဆိုတာအရန်ဟိုမှာပဲတည်တက်ပြီးတော့လှပနေတာပေါ့နော်ဖုန်းသွားဝယ်ရမဟုတ်ပဲနဲ့မုတ်သွားစားတဲ့ဆိုင်ကိုရောက်သွားလို့မျိုး easy လေးထိုင်ရတာတော်တော်လေးကြိုက်ပါတယ်ဒါကတော့ငိမ့်တော့ပေါ့ပါဘူးညီမလေးတို့ပါအဲ့ဒီဆိုင်အောင်မရလဲ service ကိုတိတိကျကျလေးပေါ့နော်အသေးစိတ်အားစပြီးတော့လုပ်ပေးရအစစရရသေးစိတ်လုပ်ပေးရပေါ့နော်ကဲခုဆိုရင်ငိမ့်တို့မှားထားတဲ့ coffee တွေရောအေးအေးတွေရောရောက်ပါပြီဒါကပတ်စံပေးပြီးတောက်ရတာမဟုတ်ဘူးပေါ့နော်လုံးဝကမှ free တိုက်တာပဲဖြစ်တယ်သူက free တိုက်တယ်ဆိုပြီးတော့လည်းအရသာကိုမကောင်းပဲနဲ့လုပ်ပေးတာမဟုတ်ပဲနဲ့သူတို့လေးနောက်လို့အဆင်ပြေခဲ့ပါတယ်အေးလည်းရောက်လာပြီဆိုတော့ငင်းကတော့အေးလေးတောက်ပြီးတော့ဒါလုတ်ပြီးနေရကိုထိုင်ဆောက်ဖြစ်ခဲ့ပေါ့နော်ရင်းနဲ့အကြချင်းတွေသူတွေတော်တော်များတယ်တင်ဒီ Android မှာအပေါ်ထက်မှာပေါ့နော် unboxing လုပ်ဖို့အတွက်စောင့်နေရတဲ့သူတော်တော်များတယ်ပြီးတော့ထိုင်ကုန်တွေကလည်းအပြည့်ပဲပေါ့နော်အဲ့လောက်ထိအောင်အပေးကြမ်းကြဒီ blog လေးကတော့ဒီလောက်ပါပဲနောက် blog တွေမှာထပ်ဆိုပါမယ်ငင်းကိုလည်းတစ်ချက်စောက်ပြနေကြပါအောင်နော်ဒီနှစ်တွေမှာတော့ငင်းက blog တွေကိုဆက်တိုက်တင်ပြပါမယ် bye bye